အားလုံးမင်္ဂလာပါကြိုဆိုပါရစေဟုတ်ကဲ့ကျွန်တော်ဒီနေ့ထိုင်းနိုင်ငံမှာဓာတ်ဆီဈေးဘယ်လောက်ရှိလဲဆိုတာပြောပြပေးသွားမယ်နော်ဓာတ်ဆီ1လီတာကိုဒီမှာ32ပတ်ဒီမှာရှိတဲ့ကောက်နင်ဆိုတဲ့အဲဒီဓာတ်ဆီပေါ့နော်91ဆိုတဲ့အဲဒီဓာတ်ဆီက1လီတာကို32ပတ်ပေးရပါတယ်ပြီးရင်ပြီးကောက်ဟန်းဆိုတာတော့အဲ့ဒါတော့40ပတ်ပေးရတယ်40နာမှတစ်ပတ်1လီတာကိုနော်95ဆိုတဲ့အဲ့ဓာတ်ဆီကသူကောက်ဟန်းလို့ပြောပါတယ်ထိုင်းနိုင်ငံမှာပြီးရင်ဆိုင်ကယ်တစ်စီးကိုကျွန်တော်ဆိုင်ကယ် PCX 2025ကိုထည့်မယ်ဆိုရင်သူက8လီတာထည့်ရတယ်250ဘူးအဲ့ဒါကျွန်တော်ကတစ်ပတ်ကိုတစ်ခေါက်ထည့်ပါတယ်တစ်ခေါက်ထည့်လိုက်ပြီး8လီတာထည့်လိုက်ပြီးဆိုရင်တစ်ပတ်တီးရတယ်တစ်လမှာ4ချိန်ထည့်ပါတယ်1000ဘူးပေါ့နော်တစ်လမှာကျွန်တော်1000ဘူးထည့်ပါတယ်ပြီးရင်ဒီဇယ်ဈေးကကြတော့သူကလည်းဒီဇယ်ဈေးကလည်း32မှတစ်ပတ်ပဲဓာတ်ဆီ91နဲ့တူတယ်เนาะဒီဇယ်နဲ့အဲ့ဓာတ်ဆီ91နဲ့ကျတော့တူတယ်32မှတစ်ပတ်ပြီးရင်8လီတာဓာတ်ဆီကိုသူက250ပဲဖြစ်ပါတယ်ပြီးတော့ဒီကအခုငွေဈေးနဲ့ဆိုရင်1000ဘူးဓာတ်ဆီဆိုရင်3,200နဲ့မှ9,000ပေးရပါတယ်ကျွန်တော်တစ်လကိုဓာတ်ဆီထည့်တဲ့ငွေက3,000နဲ့မှ2,000ဝဲပေါ့နော်ထိုင်းနိုင်ငံမှာဓာတ်ဆီထည့်တာအခုငွေဈေးဆိုရင်800ဈေးရှိပါတယ်ဒီက800ဆိုရင်မြန်မာပြည်က3,000ရပါတယ်ကျွန်တော်ဓာတ်ဆီ1000ဘူးထည့်လိုက်ပြီဆိုရင်မြန်မာငွေ3,000နဲ့မှ2,500ကျပါတယ်ကျေးဇူးတင်ပါတယ်အားလုံး